wake up နဲ့ get up ဒီနှစ်ခုဟာအဓိပ္ပာယ်မတူဘူးနော် wake up ကကြောင့်ကျွန်တော်အဲ့ရနိုးတာမျက်စိပွင့်ပြီးနိုးလာပြီဆိုရင်ကျွန်တော်ဒီကောင်ကို wake up နဲ့သုံးမယ် get up ကကြတော့ကျွန်တော်အဲ့ရနေထလာလူကိုယ်တိုင်အဲ့ရနေထလာဆိုရင်ဒီကောင်ကို get up လို့သုံးမယ်ကဲဥပမာဝါကြလေးနှစ်ကြောင်းကျွန်တော်ကြည့်လိုက်ရအောင်ပို့ပြီးတဲကွဲသွားအောင်ငါမနက်တိုင်းအဲ့ရ6နာရီနိုးတယ်ဆိုလို့ရှိရင် I wake up at 6 every morning I wake up at 6 every morning ငါမနက်တိုင်းအဲ့ရ6နာရီနိုးတယ်ကျွန်တော်မျက်စိပွင့်ပြီးနိုးလာတာပေါ့နော်မထသေးဘူးကဲနောက်ခုကျွန်တော်ကြည့်လိုက်အောင်ငါမနက်တိုင်း6နာရီခွဲအဲ့ရထတယ်ဆိုရင် I get up at 6:30 every morning I get up at 6:30 every morning ငါမနက်တိုင်းအဲ့ရ6နာရီခွဲထတယ်ဒီကကြောက်တော့ကျွန်တော်လူကိုယ်တိုင်အဲ့ရ6နာရီခွဲထလာပေါ့နော်လူကိုယ်တိုင်ထလာတာကို get up နဲ့သုံးတယ်ကဲဒီဥပမာဝါကျနှစ်ကြောင်းကြည့်လိုက်ပြီဆိုရင် wake up ကဘာဖြစ်တယ် get up ကဘာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်သွားပြီးလို့ယူဆပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ပြီးကျွန်တော်တောင်းဆိုပါတယ် Thanks for watching see you in the next video